မှာဈေးရောက်တဲ့အခါလူယုံကြည်မှုရပြီးတော့အချိန်တိုတွင်းနဲ့ရောင်းကောင်းချင်တယ်ဆိုရင်တော့ကိုယ့်ရဲ့ပစ္စည်းရဲ့အကြောင်းကို 100% သိနေရမှာပဲဖြစ်ပါတယ်တို့ကနည်းနည်းလေးသိလို့မရအောင်နော် 100% အပြည့်အဝသိနေမှရမယ်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်ချဲဆိုတစ်ခါတော့ကြုံဘူးတယ်ပေါ့နော်အဲ့ဒီချိန်တော့ဆိုရင်ချဲက online class လေးပဲဖွင့်ဘူးတယ်အပြင်သင်တန်းမဖွင့်ဘူးသေးဘူးတစ်ခါမှမဖွင့်ဘူးသေးတာပေါ့နော်အဲ့တော့အပြင်သင်တန်းတစ်ခါမှမဖွင့်ဘူးသေးတဲ့အချိန်ခါတော့ဆိုလို့ရှိရင်ချက်စီကိုညီမလေးတယောက်ကဖုန်းဆက်လာတယ်အဲ့ဒီညီမလေးကကျတော့ဘာလဲဆိုရင် तू ကကျတော့ဒီပေါ့နော်နေတကာလှည့်ပြီးတော့မျက်ခုံးတက်တူးထိုးပေးတဲ့ကောင်မလေးအဲ့ဒီကောင်မလေးကကျတော့ချက်စီကိုဖုန်းဆက်လာတယ်ချက်ရေးတဲ့ကျမ channel တဲ့ TikTok marketing သင်တန်းကိုအပြင်သင်တန်းတက်ချင်လို့တဲ့ကျမရန်ကုန်လာဖို့ရှိတဲ့အတွက်တက်ချင်တယ်အဲ့တော့ချက်သင်တန်းချက်ဘယ်လိုယူလဲဆိုပြီးတော့ချက်ကိုဆက်တယ်ပေါ့နော်အဲ့တော့ဆက်လာခဲ့တော့အချိန်ဆုံးကဆိုလို့ရှိရင်ချက်ကဘာဖြစ်လဲဆိုတော့သိလားမယ်ဆိုတာလည်းမသိဘူးဈေးနှုန်းကိုဘယ်လိုယူရမလဲဆိုတာလည်းမသိဘူးအဲ့ဒီအတွက်ကြုံလည်းတစ်ခါမှမရှိသေးဘူးပေါ့နော်အဲ့ဒီချက်မပြောခင်တော့ဆိုရင်အဲ့ဒီကောင်မလေးကလေအရင်ပဲ Messenger ပို့လိုက်ဖုန်းဆက်လိုက်နဲ့ချက်စီကသင်တန်းအရင်တက်ချင်တာပေါ့နော်ဒါပေမဲ့ချက်ပြောလိုက်တဲ့စကားတစ်ခုကဘာလဲဆိုလို့ရှိရင်ဟုတ်ကဲ့ညီမလေးရေချက်ရလေသိလားအပြင်သင်တန်းကိုတစ်ခါမှမဖွင့်ဘူးသေးဘူးအဲ့တော့အပြင်သင်တန်းတစ်ခါမှမဖွင့်ဘူးသေးတာဖြစ်တဲ့အတွက်သင်တန်းချက်ဘယ်လောက်ယူရမလဲဆိုတာလည်းချက်ကမသိသေးဘူးအဲ့တော့ချက်ရဲ့ teacher ကိုချက်အရင်ဆုံးလှမ်းမေးလိုက်အောင်မယ်ချက်ရဲ့ teacher ကိုမေးပြီးညီမလေးကိုချက်ပြန်ဆက်သွယ်ပေးမယ်နော်ဆိုပြီးတော့ချက်ကပြောလိုက်တဲ့အခါမှာအဲ့ညီမလေးကလည်းဟုတ်ကဲ့ဆိုပြီးတော့ဖုန်းချသွားတယ်ပေါ့နော်အချက်လည်းမေးမြန်းပြီးတော့တစ်ချက်ပြန်ဆက်လိုက်တယ်ပြန်ဆက်လိုက်တဲ့အခါမှာသူ့ဘက်ကဘယ်လိုလေတန်ပြောင်းသွားလဲဆိုရင်ဟုတ်ကဲ့ချက်ရေးတဲ့ကျမကတဲ့ရန်ကုန်လာဖြစ်တယ်ဆိုရင်တော့ချက်စီကိုဆက်သွယ်လိုက်ပါမယ်နော်ဆိုပြီးတော့သူဖုန်းချသွားတယ်အဲ့တော့ပြောချင်တဲ့သဘောတရားဒီဘာလဲဆိုလို့ရှိရင်ချက်ကအဲ့ဒီချိန်တော့အတွေ့အကြုံလည်းမရှိသေးဘူးကိုယ့်ရဲ့ဒီပေါ့ပညာရဲ့တွေပေါ်မှာတော့ကိုသိတော့သိတယ်ဒါပေမဲ့ကိုယ့်ရဲ့ဒီပညာရဲ့ပေါ်မှာသူ့စီကိုဘယ်လိုမျိုးတောင်းရမလဲဘာလဲညာလဲဆိုတော့ကိုယ့်ပစ္စည်းအကြောင်း 100% မသိသေးဘူးမသိသေးတဲ့အချိန်ခါမှာဆိုရင်သူဖုန်းဆက်လာတဲ့အခါမှာချက်အဲ့လိုပြန်ပြောလိုက်တဲ့အခါမှာဆိုရင်သူကိုယ့်ပေါ်မှာယုံကြည်မှုတွေတအားရောကြသွားတယ်ဘာလို့ဆိုအစကတော့ဆိုရင်သူ့ဘက်ကနေစိတ်အားထက်သန်လာနဲ့စာတွေပို့လိုက် Viber ကနေပို့လိုက် TikTok ကနေပို့လိုက်ဖုန်းတွေဆက်လိုက်နဲ့သူ့ဘက်ကနေစိတ်အားထက်သန်မှုအရင်ဖြစ်နေတယ်ဒါပေမဲ့ तू ကစိတ်အားထက်သန်မှုအပြည့်နဲ့ तू ယုံကြည်ထားတဲ့သူတယောက်စီသူပြန်ပြောလိုက်တဲ့စကားတစ်ခုကသူ့ကိုယ်သူတော့ယုံကြည်မှုမရှိတော့နောက်တစ်ယောက်ကိုပြန်မေးပြီးတော့မှပြောပါမယ်ဆိုတော့ပုံစံမျိုးဖြစ်သွားတဲ့အခါမှာဆိုရင်သူ့ရဲ့ယုံကြည်မှုတွေကလုံးဝအောက်ကိုကျဆင်းသွားတာပဲဖြစ်တယ်အဲ့တော့အဲ့ဒီညီမလေးဒီအခုချိန်ဒီချက်ချီမှာတင်တဲ့လုံးဝလာမအပ်တော့ဘူးချက်မမရပဲသူ့ကိုအရင်မှတ်မိတယ်ပေါ့နော်အဲ့တော့ပြောချင်တဲ့သဘောတရားတွေချဲတော့ကဘာလဲဆိုရင်ကိုယ့်ပစ္စည်းအကြောင်းကိုက 100% သိနေမှရမယ်တော်ရုံလေးပဲသိလို့မရအောင် 100% အပြည့်အဝသိနေမှရမှာဖြစ်တဲ့အတွက်ကိုကနေပြီးတော့ကိုယ့်ပစ္စည်းအကြောင်းကိုမရောင်းချခင်မှာအရင်ဆုံးအနေနဲ့သိအောင်အရင်ဆုံးလေ့လာထားပါထားပါတော့ကိုယ်စလဲပစ္စည်းတွေရောင်းနေဆိုလို့ရှိရင်လည်းကိုယ်စလဲပစ္စည်းတွေအကြောင်းဆိုရင်လည်းလက်လီလက်ကဈေးနှုန်းတွေရှိမယ်ပစ္စည်းရဲ့ ingredient တွေရှိမယ်ပစ္စည်းရဲ့ကောင်းကြောင်းတွေသုံးပြုပုံတွေရှိမယ်အဲ့ဒါတွေကိုကိုကမသိဘူးကိုကမသိတဲ့အခါမှာဆို customer ကညီမလေးရေအမကလေဒါလေးသုံးချင်တာအမကဘာတွေဖြစ်နေတာအဲ့ဒါကိုဘယ်လိုမျိုးသုံးလို့ရလဲဒါမျိုးသူကမေးလာခဲ့ပြီဆိုရင်ကိုကမသိလို့ဟုတ်ကဲ့မရေခဏလေးနော်ကျမလီတာကိုမေးလိုက်အောင်မသိလားလီတာကိုမေးပြီးမှဖုန်းပြန်ဆက်လိုက်မယ်နော်ဒါမှမဟုတ်ဆိုင်ရှင်ကိုမေးပြီးမှဖုန်းပြန်ဆက်လိုက်မယ်နော်ဒီလိုမျိုးတွေလုပ်တယ်ဆိုလို့ရှိရင် customer ယုံကြည်မှုအရန်ကိုမှရောကြစေပါတယ်အဲ့တော့အဲ့ဒီလိုမျိုးဖြစ်ရမျိုးတွေမဖြစ်ပါစေနဲ့အဲ့ဒီလိုမျိုးမဖြစ်ချင်ဘူးကိုကဝင်လာတဲ့ customer တိုင်းကိုရောင်းချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပစ္စည်းကြောင့်ကိုက 100% အသေးစိတ်သိနေရမယ်သိပြီဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ပစ္စည်းကြောင့်ကိုက 100% ယုံကြည်မှုအပြည့်တဲ့စကားတွေကိုပြောနိုင်ရမှာပဲဖြစ်တယ်အဲ့တော့ကိုယ့်ပစ္စည်းကိုလည်းကိုယ်တိုင်ကသုံးဆွဲဖို့လိုအပ်တယ်လို့ကိုယ့်ပစ္စည်းပေါ်မှာလည်းကိုကယုံကြည်မှုရှိရမှာပဲဖြစ်တယ်ကိုနိုင်တောင်မှမယုံကြည်တဲ့ပစ္စည်းတစ်ခုကိုတခြားသူကိုသွားမရောင်းနဲ့အဲ့ဒီသူကလည်းကိုယ့်စီကနေယုံကြည်ပြီးတော့ဝယ်မှာမဟုတ်ဘူးအဲ့တော့ online မှာဈေးရောက်မယ်ဆိုရင်အရင်အရေးကြီးဆုံးအချက်ကဘာလဲဆိုရင်ကိုယ့်ပစ္စည်းအကြောင်းကိုက 100% သိဖို့လိုအပ်တယ်လို့ကိုယ့်ပစ္စည်းအပေါ်မှာလည်း 100% ယုံကြည်နေဖို့လိုအပ်တယ်ဒါမှသာလျှင် online ကနေပြီးတော့ဈေးရောင်းချရတာလွယ်ကူစေမှာပဲဖြစ်ပါတယ်အဲ့တော့ကိုကနေပြီးတော့ဒီဗီဒီယိုလေးကနေတစ်စိမ်းကိုအတွက်အသိဉာဏ်လေးတစ်ခုတော့ရသွားမယ်လို့ထင်တယ်ကိုသိသွားတဲ့တစ်ခုခုရှိတယ်ဆိုလို့ရှိရင်လည်းသွားပြီးတော့ပြင်ဆင်လိုက်ပါဒီဗီဒီယိုကကိုအတွက်အကျိုးရှိရဆိုရင်လည်းတခြားမသိသေးတဲ့သူတွေသိသွားရအောင်ချက်ပေးခဲ့ပါအောင်နော်ကိုထပ်ပြီးတော့သိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်လည်းဒီဗီဒီယိုရဲ့အောက်မှာ comment လေးတွေမှတ်ခဲ့ပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင် channel ပါနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်